ချစ်မဝလေးကိုလက်ထက်အပြီးမှာချစ်လွန်းလို့ထမိန်နေထားလျှော်နေပြီဖြစ်တဲ့ဇေယပရိသတ်များအားလုံးမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တရုတ်ဆောင်ဇေယနဲ့မွန်ပြည်နယ်ကတထေးသမီးလေးချစ်မဝတို့ရဲ့အကြောင်းကတော့အခုထိပြောလို့မပြီးနိုင်သေးပါဘူးမကြသေးခင်ကမှခန္ဓာကြီးကျယ်လုံးနဲ့မင်္ဂလာပွဲကြီးကိုဆင်နွှဲခဲ့ကြတဲ့သူတို့ဇနီးမောင်နှံကအခုဆိုရင်တော့အိမ်ထောင်သေးဘဝရဲ့ချိုမြိန်တဲ့နေ့ရက်လေးတွေကိုဖျက်ဆီးနေကြတာပါဒါပေမဲ့အခုလူမှုကွန်ရက်မှာပွဲလို့ရိုက်သွားစေတဲ့ဗီဒီယိုတစ်ခုတက်လာပါတယ်အဲ့ဒါကတော့မင်းသားဇေယတယောက်သူထက်အသက်25နှစ်တောင်ငယ်တဲ့ဇနီးလောင်းလေးအတွက်ထမိန်တွေကိုကိုယ်တိုင်လျှော်ပေးနေရဲ့မြင်ကွင်းမှာပဲမြန်မာတလေးထုံတန်းအရာအမျိုးသားတွေကအမျိုးသမီးထမိန်လျှော်ရင်ဖုံးကန်နေတတ်တဲ့ငရဲကြီးတတ်တဲ့ဆိုတဲ့အယူဆအဟောင်းတွေရှိနေပါသေးတယ်။ဒါပေမဲ့ဇေယကတော့ဘသူတွေဘာပဲပြောဂရုမစိုက်ပဲသူ့ရဲ့ချစ်မဝလေးပေါ်မှာထားတဲ့အချစ်ကိုလက်တွေ့သက်သေပြလိုက်တာပါ။ဒီဗီဒီယိုကိုမြင်ရတဲ့ပရိသတ်တချို့ကဇေယကတော့တကယ်ကိုအိမ်တောင်ရှင်ကောင်းမဲလို့ချီးကျူးနေကြသလိုတချို့တွေကလည်းမင်းသားတယောက်ဖြစ်ပြီးတော့ဒီလိုလောက်တာဖုံးကန်နေနေဆိုပြီးတော့ဝေဖန်နေကြပါတယ်။ဒါပေမဲ့နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းစကားတစ်ခုကတော့ဇေယရှော်နေရကဇနီးတဲ့ရဲ့ထမိန်မဟုတ်ပဲမိခင်ဖြစ်သူရဲ့ထမိန်ဖြစ်တယ်လို့ဆိုကြပါတယ်။ဒါကမိဘပေါ်မှာတည်တတ်တဲ့သားသမက်ကောင်းတယောက်ရဲ့လုပ်ရလို့လဲဆိုနိုင်ပါတယ်။ဒီမင်္ဂလာပွဲနဲ့ပတ်သက်ရင်အစားကလေးကလူပြောများခဲ့ရကအသက်ကွာခြားမှုပါ။ဇေယကအသက်40ကျော်သူတို့သမီးကအသက်19နှစ်ဆိုတော့သမီးအရွယ်ကိုယူလာလားဆိုတဲ့ဆွဆွဲချက်တွေကပြင်းထန်ခဲ့ပါတယ်။ပိုဆိုးတာကဆိုရှယ်မီဒီယာထက်မှာဇေယကသမီးလေးကိုအကျွေးနဲ့တင်လိုက်တာဆိုတဲ့ကောလာဟလာတွေပါပဲ။သူတို့သမီးလေးရဲ့မျက်နှာကမင်္ဂလာပွဲမှာညှိုးငယ်နေတာကိုကြည့်ပြီးတော့မိဘတွေကပေးစရာအကျွေးရှိလို့ထည့်ပေးလိုက်ရတာဆိုပြီးထင်ကြေးပေးခဲ့ကြတာပါ။ဒါပေမဲ့ဒီအချက်ကလုံးဝယုတ်တိမရှိဘူးလို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့ချစ်မဝလေးရဲ့မိသားစုကမွန်ပြည်နယ်ပေါင်မြို့မှာရွှေဆိုင်ပေါင်းများစွာကိုပိုင်ဆိုင်တဲ့မြို့မျက်နှာဖုံးတထေးမိသားစုဖြစ်ပါတယ်။သမီးလေးကိုကိုပိုင်အင်အားနဲ့တင်ချင်းချင်းတသာထားနိုင်တာကြောင့်ငွေကြေးကြောင့်ဇေယစီကိုရောင်းစားစရာအကြောင်းလုံးဝမရှိပါဘူး။သူတို့သမီးလေးကဖခင်မရှိတော့ပဲမိခင်နဲ့ပဲအတူနေလာတာဖြစ်လို့ခွဲခွာရချိန်မှာမိခင်ရောသမီးပါဝမ်းနှင်းကိုကြွေးခဲ့တာကတဘာဝကြတဲ့တန်ရောစင်ပဲဖြစ်ပါတယ်။တကယ်တော့ဇေယကသူ့ရဲ့ဇနီးလောင်းလေးကိုတကယ်ကိုတန်ဖိုးထားတာပါ။အသက်အရွယ်ကွာခြားပေမဲ့လည်းနုနဲ့လှပပြီးတော့ချမ်းသာတဲ့ဇနီးလေးကိုရရှိထားတာကြောင့်ဇေယတယောက်တဲတဲလုံးဖြစ်နေတာမဆန်းပါဘူး။မင်္ဂလာပွဲမှာလည်းသိန်းထောင်ချီအကုန်ကြားခံပြီးတော့အခမ်းအနားဆုံးကျင်းပပေးခဲ့တာကသူ့ရဲ့ချစ်ချင်းမြတ်တာတွေကိုပြသလိုက်တာပါပဲ။အခုလိုထမိန်လျှော်ပေးတာကအစဇနီးတဲ့ပုံမှာဘလောက်ထိကျင်နာတတ်တယ်လဲဆိုတာကိုဖော်ပြနေပါတယ်။ပရိသတ်တွေတွင်စဉ်းစားစရာကလူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြလို့လက်ထက်တာမှာဘေးကလူတွေအနေနဲ့အမျိုးမျိုးဝေဖန်နိုင်ပေမဲ့ကာယကံရှင်တွေကြားကနားလည်မှုနဲ့ကျင်နာမှုကိုတော့ဘယ်သူမှကိုယ်တိုင်မသိနိုင်ပါဘူး။အကျွေးကြောင့်ယူရလားချစ်လို့ယူရလားဆိုတာထက်အခုလက်ရှိသူတို့နှစ်ဦးပျော်ရွှင်နေဖို့ကသာအဓိကပါ။ပြောရမယ်ဆိုရင်ပရိသတ်ကြီးတို့ရောအခုလိုမျိုးဇနီးတဲ့ရဲ့ထမိန်ကိုကိုယ်တိုင်လက်နဲ့လျှော်ပေးနေတဲ့ဇေယရဲ့လုပ်ရက်ပေါ်မှာဘယ်လိုမြင်ကြသလဲ။ဒါကတကယ်ကိုအချစ်စစ်ကြောင့်လားဒါမှမဟုတ်ဖုံးကန်နေစီမဲ့လို့ရက်လို့ထင်ပါသလားဇေယနဲ့ချစ်မဝလေးတို့ရဲ့အိမ်ထောင်ရေးခရီးလမ်းလေးတာယာဖြောင်ပြူပါစေကြောင်းဆုတောင်းစကားလေးတွေကိုမှတ်ချက်ရေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်